လူတယောက်က6လုံးပြူတဲ့နက်ကိုထုတ်လိုက်ပြီးကြည်စံ3000ကိုဖယ်ထုတ်လိုက်ပါတယ်အဲ့ဒီနောက်ကြည်အိမ်ကိုဝန်းခနဲလှည့်ပစ်လိုက်ပြီးဒီတဲ့နက်ကအခုချက်ချင်းကြည်ထွက်မလားဆိုပြီးမေးခွန်းထုတ်ပါတော့တယ်တင်းချာရဲ့ဖြစ်တန်စွမ်းသဘောတရားကိုလေ့လာဘူးသူတိုင်းကတော့ကြည်ထွက်ဖို့နဲ့မထွက်ဖို့ရာခိုင်နှုန်းဟာ50စီရှိတယ်ဆိုတာသိကြမှာပါဒါပေမဲ့တကယ်တမ်းတော့ဒီမေးခွန်းရဲ့နောက်ွယ်မှာလက်ကတစ်ခုရှိနေပါတယ်ကြည်ထွက်မထွက်ဆိုတာကတင်းနက်ကင်ထားတဲ့သူကမောင်းခလုတ်ကိုဆွဲချုံမလားမဖြုတ်ဘူးလားဆိုတဲ့အပေါ်မှာလဲမူတည်နေလို့ပါပဲကြည်မထွက်ဘူးလို့ဖြေမှသာအဲ့ဒီ50ရာခိုင်နှုန်းတော့အခွင့်အရေးကိုလောင်းကျစ်ထပ်နိုင်မှာဖြစ်ပါတယ်ဒါပေမဲ့အံ့စရာကောင်းတာကကျွန်တော်ရှုံးသွားခဲ့တာပါပဲကျွန်တော်လဲစိတ်ထဲမှာတကယ်ကိုဇဝေးဇဝါဖြစ်သွားခဲ့ရပါတယ်ပေါ်ကမောင်းခလုတ်ကိုဆွဲဖြုတ်လိုက်တဲ့အချိန်မှာဘာတို့ဆိုင်မှုမှရှိမနေခဲ့ပါဘူးသူကတင်းနက်ထဲမှာကြည်စံရှိနေတယ်ဆိုတာကိုကြိုတင်သိနေတဲ့အတိုင်းပါပဲကံကောင်းတာကတော့ကျွန်တော်ကပထမနှစ်ပွဲမှာနိုင်ထားခဲ့လို့ပါအခုချိန်မှာတော့ရမက်ကတရေဖြစ်သွားခဲ့ပါပြီဒီလိုနဲ့မိစ္ဆာကင်းကြီးဟာနောက်ဆုံးပိတ်အဆုံးဖြတ်အဆင့်ကိုတရားဝင်ရောက်ရှိလာခဲ့ပါတယ်ဒီတစ်ချိန်မှာတော့ကျွန်တော်အလဲမေးခွန်းမေးရမှာပါကျွန်တော်ပေါ်စီကနေ6လုံးပြူတင်နက်ကိုလက်ယူလိုက်ပါတယ်ပြီးတော့ကြည်စံ9000အထိအပြည့်ထည့်လိုက်တာပါတင်နက်ပြောင်းဝကိုကိုခေါင်းကိုချိန်လိုက်ပြီးစောစောကပေါ်မေးခဲ့တဲ့မေးခွန်းမျိုးပဲထပ်မေးလိုက်ပါတယ်ဒီတစ်ချိန်ကောတင်နက်ထဲကကြီးထွက်မလားကျွန်တော်ကကိုတက်ကိုပါရင်းပြီးဒီမေးခွန်းကိုမေးလိုက်တာကိုမြင်တော့ဟိုမိစ္ဆာကောင်တောင်မှကျွန်တော်ရဲ့တတိကိုမချီကျူးပဲမနေနိုင်ခဲ့ပါဘူးဒါပေမဲ့ဘသူကြီးထွက်မယ်လို့ဖြေတာက6ပုံ9ပုံထိမှန်ဖို့အခွင့်အရေးပိုများနေတာပါပေါ်ကလည်းသူ့ရဲ့မိစ္ဆာဆွဲရည်ကိုအသုံးပြုပြီးသူ့ပတ်ဝန်းကျင်ကအချိန်စီးဆင်းမှုကိုနေခဲ့ပစ်လိုက်ပါတယ်ကျွန်တော်ကြီးအိမ်ကိုလှည့်လိုက်တဲ့အချိန်မှာတင်နက်ထဲမှာကြီးစံတွေရှိနေတယ်ဆိုတာကိုသူကအထင်ရှားမြင်နေရတာပါဒါကြောင့်သူ့ဘက်ကကြည့်မယ်ဆိုရင်တော့မှန်ကန်တဲ့အဖြေကိုရဖို့ရာခိုင်နှုန်းကတရားအပြည့်ရှိနေတာပေါ့ဒါပေမဲ့လက်တွေ့ခြေနေကတော့သူထင်တယ်လို့ဖြစ်မလာခဲ့ပါဘူးပေါ်ကတော့ကျွန်တော်လူလဲကြလို့တာခံလိုက်ရတယ်ဆိုပြီးချက်ချင်းကန့်ကပ်ပါတော့တယ်ဘာလို့လဲဆိုတော့သူကိုယ်တိုင်တင်နက်ထဲမှာကြည်စံရှိနေတာကိုအထင်ရှားမြင်ခဲ့ရလို့ပါသူမြင်တာမမှားပါဘူးဒါပေမဲ့ပေါ်ကသူ့ရဲ့မိစ္ဆာဆွဲရည်ကိုတုံးပြီးလူလဲကြလို့ရရင်ကျွန်တော်ကောဘာလို့မရမှာလဲလွန်ခဲ့တဲ့ပွဲစဉ်တုန်းကတည်းကသူ့ရဲ့ယုံကြည်မှုလွန်ကဲနေတဲ့ပုံစံကိုကျွန်တော်တန်တရားဝင်ခဲ့တာပါဒါကြောင့်နောက်ဆုံးပွဲမှာအလားတူမေးခွန်းမျိုးကိုကျွန်တော်တမင်တကာတက်မေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့ရည်ရွယ်ချက်ကသူ့ရဲ့မိစ္ဆာဆွဲရည်ကိုစမ်းသပ်ဖို့ပါပဲအဲ့ဒီအပြင်ကျွန်တော်တို့ကအိမ်ထဲမှာရှိနေတာတောင်ပေါ်ကနေကမျက်မှန်ကိုအမြဲတမ်းတက်ထားခဲ့တာပါဒါကြောင့်သူ့ရဲ့မိစ္ဆာဆွဲရည်ကသူ့ရဲ့မျက်လုံးနဲ့သက်ဆိုင်နေတယ်ဆိုတာကျွန်တော်အပိုင်တွက်ထားပြီးသားပါဒါကြောင့်မေးခွန်းမမေးခင်မှာကျွန်တော်ရဲ့မိစ္ဆာဆွဲရည်ကိုအရင်ဆုံးအသက်သွင်းလိုက်ပါတယ်အဲ့ဒါကတော့ပစ္စည်းတစ်ခုရဲ့အချိန်ကို10မိနစ်စာရက်တန်းပစ်ခြင်းပဲဖြစ်ပါတယ်ဒီနေ့လမ်းကြောင့်ကြည်အိမ်ထဲမှာကြည်စံရှိနေပါစေဦးတော့ဘလို့မှကြည်ထွက်လာမှာမဟုတ်ပါဘူးဂိမ်းကြီးပြီးဆုံးသွားတဲ့အချိန်မှာတော့ကျွန်တော်ဟာပေါ်ရဲ့မိစ္ဆာတော်ချက်ကိုအောင်မြင်နဲ့တိမ့်ပိုက်နိုင်ခဲ့ပါတော့တယ်